စစ်ကိုကြည့်မယ်ဒီစစ်ရဲ့ဒီ line လေးနော်ဒီ line လေးကဘလက်ဘလက်ဖြစ်နေနော်အဲ့လိုမဖြစ်အောင်လို့ဒီရဲ့ line ရဲ့ဒီအတွင်းသားလေးကိုငင်းသွားမှာနော်အဲ့ဒီဟာကိုနင်းနေတာဖြစ်တဲ့အတွက်နင်းနေတဲ့နေရာဒါလေးကိုအလေထားမယ်အလေထားမယ်ဆိုတော့ဒီ B ရဲ့ဒီအလေတက်ဒါလေးကိုလာထားလိုက်မယ်ထားလိုက်တော့သူ့အနေနဲ့သူဒါကပေးလောက်ပါလိမ့်မယ်နော်ပြီးပြီဆိုရင်ကျွန်တော်ဒီစစ်တက်တဲ့အချိန်ကြာရင်ဒီစစ်ကဒါကိုဒီဘက်ကိုမလန်ခဲ့ဘူးဆိုရင်ဒီအခုံးလေးအတိုင်းပဲနော်ဒါလေးကဒီလိုလေးခုံးပြီးတော့ကတ်အဲ့လိုလန်ပြီးတော့မှမချုပ်ခဲ့ဘူးဆိုရင်ဒီလိုခုံးတိုင်းချုပ်တယ်ဆိုရင်ဒါကိုနင်းမိသွားတတ်တယ်နင်းမိသွားရင်ပြန်ပြီးတော့စစ်အဖြုတ်တက်လို့မရတော့ဘူးအဲ့တော့ချုပ်တဲ့ချိန်ကျရင်ဒါလေးကိုလန်ပြီးတော့မှလက်ကလေးနဲ့လန်ပြီးတော့မှထိန်းပြီးတော့ချုပ်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်နောက်တစ်နည်းရှိတယ်ဒါလေးကိုလန်လိုက်လန်ပြီးသွားပြီးဒါလေးကိုတာကြပါအောင်ဒါလေးနဲ့အငယ်လေးချက်လိုက်ဆိုအဲ့လိုလေးဖြစ်သွားမယ်ပြီးတော့မှနင်း